Hello အားလုံးမင်္ဂလာပါကျွန်တော်ရဲ့အာကာ YouTube channel လေးကနေပြန်လည်ကြိုဆိုပါမယ်ခင်ဗျာဒီကျွန်တော်အာကာ YouTube channel လေးမှာဖြစ်ရင်ဆရာကြီးဗမောဦးတင်သူဘာသာပြန်ဆိုထားတဲ့ကမ္ဘာပေါ်မှာပြောဆုံးသူဆိုတဲ့ဒါအထက်မှာအပိုင်းလုံးဖြစ်တဲ့ယနေ့အသက်ရှင်ရင်မနေ့ကရှိလိုက်မယ်ဆိုတဲ့အကြောင်းအရာလေးကိုပြောပြပါမယ်။ဒီနားဆင်ကြပါဦးခင်ဗျာယနေ့အသက်ရှင်ရင်မနေ့ကရှိလိုက်မယ်ကျွန်တော်တို့သင်ဆောင်ခေါ်သွားတဲ့ track ဟာအိမ်နာကလိမ့်ဆိုင်ရုံကိုမောင်းသွားတယ်။လိမ့်ဆိုင်ရုံနဲ့ရောက်တော့အစာအုပ်တစ်ခုရဲ့ခန်းကျယ်ကြီးထဲမှာကျွန်တော်တို့တခြားဂျူးလုပ်နေနေပိတ်လောင်ထားတယ်။ကျွန်တော်တို့အဖွဲ့ဟာလူ30လောက်ရှိတယ်။နောက်တော့တညာလုံးနာဇီပါတီဝင်တွေဟာနောက်ထပ်ဂျူးတွေကိုဖမ်းခေါ်လာပြီးကျွန်တော်တို့နေတဲ့အခန်းထဲမောင်းထည့်ကြတယ်။တဖြည်းဖြည်းနဲ့လူတွေဟာ150အထိများလာတယ်။မနေ့ရောက်တော့လူတို့ဟာကျွန်တော်တို့ကိုထရက်ကားတွေနဲ့တခြားနေရာကိုခေါ်သွားကြပြန်တယ်။ကားပေါ်မှာတခြားလူတွေက The Night of Broken Glass အကြောင်းပြောနေကြတယ်။အိမ်တွေဆိုင်တွေကိုလူရည်ဖြစ်စီတာယူဖျားရှိခိုးကြောင်းတွေကိုမိရှို့တဲ့အကြောင်းတွေ။ကျွန်တော်ဒီလိုပြောတာတွေနားထောင်ပြီးစိတ်ချောက်ချလာတယ်။ကြောက်လန့်လာတယ်။မိသားစုအတွက်စိုးရိမ်မှုပန်လာတယ်။အဲ့ဒီအချိန်မှာကျွန်တော်တို့ကလူကားမှာအခုလိုဖြစ်တွေကအိမ်မက်ဆိုးတဲ့အစပဲရှိသေးတယ်ဆိုတော့ဘယ်လို့မှမသိကြဘူး။ထရက်ကားတွေဟာဘူကင်းဝါအကျဉ်းစခန်းထဲမောင်းဝင်သွားမှာပိုပြီးဆိုးတာတွေနဲ့ကြုံတွေ့ရတော့မယ်ဆိုတာကျွန်တော်စိတ်ထဲမှာလိုလိုတိလိုက်ရတယ်။အကျဉ်းစခန်းထဲရောက်တာနဲ့ကျွန်တော်တကူလုံးဟာနာဇီလူရန်ကားတွေရိုင်းနေမှုကြောင့်ပွင့်ပဲ့နေပြီးတွေအများကြီးထွက်နေ။အကျဉ်းစခန်းအုပ်ချုပ်သူဟာကျွန်တော်ဒဏ်ရာတွေကိုကြည့်ပြီးထိတ်လန့်သွားတယ်။ဘာကြောင့်လဲဆိုတော့လူတစ်ယောက်တည်းသွားရင်သူ့မှာတာဝန်ရှိတယ်။ဒါကြောင့်အဆောင်တွေကိုပြောတယ်။ကျွန်တော်အကျဉ်းစခန်းကနေ38ကီလိုမီတာဝေးတဲ့အနည်းဆုံးဆေးရုံကိုကားမောင်းပို့လိုက်ပါတဲ့။စောင့်နေလေကျွန်တော်ကိုကားနဲ့ခေါ်သွားပြီးဆေးရုံမှာထားခဲ့တယ်။2ရက်ကြာအောင်အဆောင်မရှိတဲ့ဆေးရုံမှာစိတ်ကုသခံရတယ်။ဂျာမန်တူနာတိဆရာမတွေရဲ့စိတ်ကုသပေးမှုကြောင့်ကျွန်တော်ဒဏ်ရာတွေတက်တာပြောက်ကင်းလာတယ်။ကျွန်တော်ကဆရာမတယောက်ကိုတကယ်လို့ကျွန်တော်ထွက်ပြေးရင်ဘာဖြစ်မလဲလို့မေးကြည့်တယ်။ဆရာမကကျွန်တော်ကိုတနာတဲ့အကြည့်နဲ့ကြည့်အခုလိုမေးတယ်။မင်းမမိဘတွေရှိလား။ဟုတ်ကဲ့ရှိပါတယ်။မင်းဒီကထွက်ပြေးလိုက်တာနဲ့15မိနစ်အတွင်းနာဇီစစ်သားတွေဟာမင်းရဲ့မိဘတွေကိုတွားဖမ်းပြီးသူတို့ကိုကြိုးပြီးတိုက်ကြလိမ့်မယ်။သူစကားကြောင့်ကျွန်တော်လန့်သွားပြီးထွက်ပြေးခြင်းစိတ်သူ့ကိုခေါင်းထဲကချက်ချင်းဖယ်ထုတ်ပလိုက်တယ်။ရုတ်တရက်မိဘတွေကိုတတိယမိလိုက်တယ်။သူတို့ဟာနာဇီအဖွဲ့ဝင်တွေလိုင်စစ်မြို့ကိုရောက်မလာခင်မှာမြို့ကထွက်သွားကြသလား။သူတို့ကမိတ်ဆွေတယောက်ဒုမို့ဆွေမျိုးတယောက်စီမှာပဲလုံခြုံဘေးကင်းစွာနေကြသလား။ဒါမှမဟုတ်နာဇီတွေရဲ့ဖမ်းတာကိုပဲခံရပြီလား။ဂျာမနီနိုင်ငံရဲ့တနေရာမှာအကျဉ်းချခံရသလား။ဘာတစ်ခုမှမသိရလို့ကျွန်တော်သူတို့အတွက်အလွန်စိတ်ပူနေမိတယ်။သူတို့အတွက်စိတ်ပူရတာပြီးကျွန်တော်အတွက်လည်းစိတ်ပူရတယ်။လောလောဆယ်မှာကျွန်တော်ဒဏ်ရာတွေကတက်တာပြောက်ကင်းနေလို့တေးမှမစိုးရင်ရတော့ဆေးရုံကဘူကင်းဝါကျင်းစခန်းကိုဖုန်းဆက်အကြောင်းကြားလို့ကျင်းစခန်းအဆောင်တွေရောက်လာကြပြီးကျွန်တော်ကိုကားနဲ့ပြန်ခေါ်သွားတယ်။ဘူကင်းဝါကျင်းစခန်းကိုပြန်ရောက်တော့ကျွန်တော်စိတ်တယ်လာရသွားတယ်။ဘာကြောင့်လဲဆိုကျွန်တော်ဒဏ်ရာတွေကိုစိတ်ဆက်ကုတာတွေ့လို့ပါ။အကျဉ်းစခန်းမှာလှုပ်လို့ရတယ်။လှုပ်လို့ရတဲ့နေရာနဲ့အနီးတစ်ဝိုက်မှာရင်ကြီးတဲ့အလဲလဲတန်းစားဂျာမန်ပညာရှင်တွေရှိကြတယ်။ကျွန်တော်အကျဉ်းသားတချို့နဲ့မိတ်ဆွေတွေဖြစ်သွားတယ်။အခင်ဆုံးမိတ်ဆွေဖြစ်လာသူကဘာလင်မျိုးကညမှာဖမ်းဆီးခံလိုက်ရတဲ့ဂျာမန်နဲ့ပြူဆက်ထားတဲ့လူငယ်လေးပေါ့။သူ့နာမည်ကကွတ်ဟာဖရက်လို့ခေါ်တယ်။အဲ့ဒီအချိန်မှာကျွန်တော်ကိုလုံခြုံစိတ်ချရတယ်တွေးမိတယ်။ဒါပေမဲ့ကျွန်တော်အတွေ့မှန်ပါတယ်။ဘူကင်ဝါအကျဉ်းစခန်းကဂျာမနီနိုင်ငံမှာရှိတဲ့အကျဉ်းစခန်းတွေကအကြီးဆုံးပါ။ဘူကင်ဝါဆိုတာအဲ့ဒီအကျဉ်းစခန်းသားမှာရှိတဲ့တုပ်အုပ်ကြီးရဲ့နာမည်ရ။နောက်တော့အဲ့ဒီတုပ်အုပ်ကြီးကိုတချင်းကြီးတဲ့တုပ်အုပ်ကြီးလို့ခေါ်ကြတယ်။ဘာကြောင့်လဲဆိုတော့အကျဉ်းစခန်းထဲကအကျဉ်းသားတွေညှဉ်းပန်းနှိပ်စက်ခံရလို့အော်ဟစ်ညီးတွားတယ်တွေဟာတုပ်အုပ်ကြီးထဲမှာပဲ့တင်ထပ်နေလို့ပေါ့။ဘူကင်ဝါအကျဉ်းစခန်းကိုပထမဆုံးရောက်လာကြတယ်။အကျဉ်းသားတွေဟာ1938ခုနှစ်နာဇီတွေဖမ်းဆီးလိုက်တဲ့ကွန်မြူနစ်ပါတီဝင်တွေဖြစ်တယ်ဗျ။နောက်တော့နာဇီတွေကလူထက်နှိမ့်ကြတဲ့လိမ့်ဆန်တွေလို့ခေါ်တဲ့လူတွေရောက်လာကြတယ်။သူတို့ဟာနိုင်ငံရေးအကျဉ်းသားတွေအရှိဥရောပကနေဂျာမနီနိုင်ငံထဲရောက်လာကြတယ်။ဆက်လက်လူမျိုးတွေဖရီမေဇင်းလို့ခေါ်တဲ့ဘာသာရေးကရဲ့အဖွဲ့ဝင်တွေနဲ့ဂျူးလူမျိုးတွေကျွန်တော်တို့ရောက်သွားတော့စခန်းဟာအကျဉ်းသားတွေအများကြီးကိုလက်ခံမှုအဆင်သင့်ဖြစ်သေးတယ်။အကျဉ်းသားတွေနေဖို့အိမ်ဆောင်တွေနဲ့တန်းလန်းရတွေမစောက်ရဘူး။အဆောက်တွေကကျွန်တော်တို့အားလုံးကြီးမားတဲ့တဲယုံကြီးတွေအစာအုပ်ဆောက်ပြီးတဲ့တဲယုံကြီးတွေကြမ်းမြင်နေတာအိတ်ခိုင်းတယ်။တခါကချက်လူမျိုးအယောက်1200ကိုမြင့်နေထားတဲ့မြင်းဆောင်မှာမြင့်ကောင်80ထားတဲ့မြင်းဆောင်မှာနေခိုင်းတယ်။သူတို့ဟာအင်းစင်တစ်ခုပေါ်မှာလူ900အိတ်ကြရပြီ။အိတ်စင်ဒီပေါ်မှာတန်မူတွေက9တက်တာလေးကူးကက်နေမြင်ရတယ်
အခြေအနေကစိုးဝါးကြမ်းတွန်းလို့ဖျားတာအစာငတ်မွတ်တာတွေဖြစ်ကြတယ်။သမိုင်းစာအုပ်တွေမှာဖတ်ခဲ့ဝင်ပေါ့။ဒီအကျဉ်းစခန်းတွေဟာလောက်ထိရက်ဆက်စွာနှိပ်စက်လဲဆိုတာငတ်မွတ်ခြင်းတွေညှဉ်းပန်းနှိပ်စက်ခံရတဲ့စိတ်ချမ်းမြေ့စရာတွေအယူပေါ်ရည်တည်ဂျူးတွေရဲ့ဓာတ်ပုံတွေတွေ့ရမှာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်ဘူကင်းဝါကိုရောက်တယ်အဲ့ဒါတွေမဖြစ်သေးဘူးဗျ။ဒါကြောင့်လည်းကျွန်တော်တို့ကိုဖမ်းခဲ့သူတွေဟာကြောက်ခမန်းလိလိရက်ဆက်ကြမ်းကြုတ်ကြတယ်လို့ကျွန်တော်မတွေ့မိခဲ့ဘူး။ကျွန်တော်တို့ကိုဖမ်းပြီးဘာကြောင့်ဒီနေရာကိုခေါ်လာမှန်းလည်းမသိဘူး။ကျွန်တော်တို့ဟာရာဇသားတွေမှုကြအလိုကျိုးစားလို့တဲ့ဂျာမနီနိုင်ငံသားကောင်းတွေပါကျွန်တော်တို့ဟာမိသားစုနဲ့ဂျာမနီနိုင်ငံကိုချစ်ကြတယ်ကျွန်တော်တို့ဟာရိုးရာဝတ်စားစင်ရင်မှုလူအဖွဲ့အစည်းတေးကြည်တာစာပေဝန်အီအကောင်းကောင်းဘီယာနဲ့တနေ့ထမင်းသုံးနဲ့စားရတယ်ကွာချစ်တယ်အခုတော့ကျွန်တော်တို့ဟာတရက်မှာထမင်းတစ်နက်ပဲစားရပြီထမင်းဆိုတာလေထမင်းပကံလေးထမင်းပကံလုံးလေးတစ်လုံးစာနဲ့တပြုတ်အသားပြုတ်ကြီးဟင်းဝတ်တစ်ခွက်ပါပဲဒီချင်းဝက်နှစ်ဖက်မှာတန်ချီချင်းတွေတက်ထားပြီးအဲ့ဒါတွေကိုလက်ထိတ်နဲ့တန်ကျိုးဆက်ထားတယ်အဲ့လူတွေကအရေးကြီးတဲ့နိုင်ငံရေးသမားတွေမှာတိတာရဗျတန်ကျိုးတွေဟာတူပြီးလေးလို့သူတို့ဟာခါမှတ်ပြီးမတ်တက်ရက်လို့မရကြအောင်ဒါကြောင့်သူတို့ဟာထမင်းစားရင်ခါကုန်စားကြရတယ်ကျွန်တော်တို့ဟာနုံးနေမရလို့လက်နဲ့ပဲထမင်းစားရတယ်အခြေအနေဟာကျမကြီးနဲ့ညီညွတ်ရင်အဲ့လိုစားရတာပြဿနာမရှိပါဘူးဒါပေမဲ့အိမ်နာလုံးစုပ်မရှိဘူးဗျဒါကြောင့်မစင်ဆွင်းပြီးပြီးကုန်းမှုတွေ့ကြရစက်ကူစုပ်တွေဝိတ်စုပ်တွေနောက်ဆုံးမရရင်လက်ကိုတွန်းရတယ်အိမ်နာမရှိဘူးပြင်းရှည်ကြီးတစ်ခုလူထားရတယ်အဲ့မှာဘေးမှာပြင်ပြားနဲ့6ကိုကတ်ထားတယ်ဒီချိန်မှာလူ25ယောက်တပြိုင်တည်းဒီချက်ပြားပေါ်မှာထိုင်းပြီးကြီးကြီးကျယ်ငယ်ဆွင့်ကြတယ်အဲ့ဒီဝင်မြင်ရတဲ့မှာလူ25ယောက်တင်မှာဆရာဝန်ရှင်းပညာရှင်တွေအများကြီးပါတယ်ကြီးကြီးကျယ်ငယ်ဆွင့်ကျင်းထဲမှာနန်းစောပုတ်နေတဲ့မစင်းနဲ့ဒီအညီအကျေးအနက်တွေရှူရှိုက်ကြရတယ်ကျွန်တော်ကြည့်ပြင်းရတဲ့ဂျာမနီနိုင်ငံဆိုတာတရားဥပဒေစိုးမိုးရေးကိုအလွန်တန်ဖိုးထားတဲ့နိုင်ငံပါလူတွေကလမ်းပေါ်မှာအမိုက်ပစ်လို့မရကြဘူးကားမောင်းရင်ကားပြတင်းပေါက်ကနေတောက်နေစိတ်ကလေးကိုလွတ်ပြရင်ဂျာမနီမန်ဝင်200တန်ကြီးဆောင်ရတယ်ဒါပေမဲ့အခုတော့လူတွေကကျွန်တော်တို့ကိုရိုက်နှက်တာကိုအစိုးရကလက်ခံရုံမကပဲအားပြီးအားမြလုပ်ကြတယ်အခုဘူကင်ဝါအကျဉ်းစခန်းမှာအတေးအမွှားစီကံလေးချုပ်ဖောင်ရိုက်ခံရတယ်တမနဲ့မှာကျွန်တော်ဟာတန်းစီလူစစ်ဖို့ခေါ်တဲ့ဝီစကီမှုန့်တံမကြပဲအိတ်နေမှုလို့ကြောပြင်ကိုကြာဖို့နဲ့အတွေ့ခံရတယ်တခါမှကျွန်တော်အိတ်ကြီးအောင်နာဆောင်ဘောင်းကျဲကိုထည့်ပြီးမဝတ်မိလို့နံပါတ်တုပ်နဲ့ရိုက်ခံရတယ်နာစီအဆောင်တွေကမနေ့တိုင်းရေတမျိုးမှာကစားကြတယ်သူတို့အတွက်ဒါဟာဂိမ်းဖြစ်ပြီးအကျဉ်းသားတွေအတွက်ဒီမင်းတို့သူတို့ဟာအကျဉ်းစခန်းတကားကိုဖွင့်ပြလိုက်ပြီးလူ200ကနေ300လောက်ပြင်ထွက်ပြေးခိုင်းတယ်ထွက်ပြေးတဲ့လူတွေဟာမီတာ30သို့မဟုတ်40လောက်ကြောက်ပါတယ်အိဝါကအဆောင်တယောက်စစ်တမ်းနဲ့ပြစ်တယ်လူတွေဟာတိတ်ဆန်နေလို့အတုံးယုံတေးချတယ်သူတို့ကိုဝတ်ချစ်ပြီးအိတ်ရက်ထည့်တယ်ပြီးတယ်အိတ်ပေါ်မှာခင်ဗျားတို့ရဲ့ယောက်ျားခင်ဗျားတို့ရဲ့အကိုတို့မဟုတ်ခင်ဗျားတို့ရဲ့အသားထွက်ပြေးဖို့ကြိုးစားလို့မညော်လင်းမဲ့တိဆုံးသွားရတယ်လို့စားခဲ့ပြီးအလောင်းကိုအိတ်ထည့်လူရဲ့မိဘတွေပို့ပြီးထွက်ပြေးဖို့ကြိုးစားတယ်ဆိုတော့စစ်တွေကသူ့ရဲ့နောက်ကျောကတနက်ထိုင်ရည်အကျဉ်းစခန်းမှာအကျဉ်းသားများလိုက်အဲ့ဒီနဲ့လူလျှော့တော့လုပ်တတ်တယ်ဂျာမနီနိုင်ငံရဲ့ပထမဆုံးတော့အဓိပတိခေါင်းဆောင်ဖြစ်တဲ့အော်တိုဖန်ဘက်စမန်ကကဘာကြီးကိုတတိပေးဘူးလေဂျာမန်လူမျိုးတွေတတိထားပါခေါင်းဆောင်ကောင်းတယောက်ပေါ်ရင်သူတို့ရဲ့နိုင်ငံဟာကဘာပေါ်မှာအကြီးကျယ်ဆုံးနိုင်ငံဖြစ်လာခေါင်းဆောင်စိုးတယောက်ပေါ်လာရင်သူတို့ဟာအလွန်ကြောက်စရာကောင်းတဲ့အိတ်ဆန်တွေဖြစ်လာတယ်အဲ့ဒီလောက်တာမှားသလားမှန်သလားဆိုတာဘယ်သူမှမေးခွန်းထုတ်မှာမဟုတ်ဘူးဒါကြောင့်ဂျာမန်လူမျိုးတွေဟာမှန်အမိန့်နာခံရတယ်ဆိုရင်အတိဝင်လာကြလို့လူတတမကြီးဖြစ်လာကြတယ်မကြခင်မှာပဲအကျဉ်းသားရဲ့အတွက်ဘူခင်ဝါအကျဉ်းစခန်းမှာနေချင်းတဲ့တေးချင်းဟာဘဝတဲ့ပူကောင်းတဲ့ရွေးချယ်စရာလို့မြင်လာကြတယ်ကျွန်တော်နဲ့တည်တဲ့ဆရာဝန်ဒေါက်တာကိုဟန်ဟာနာဇီစစ်သားတွေရဲ့စူးစူးဝါးဝါရိုက်နေမှုကြောင့်ဘိုက်ပေါက်မှုပူတွေထွက်လာတယ်သူကမချိမဆက်ဝေနာခံစားရင်ပြင်လိုဖြစ်နေတယ်အကျဉ်းသားတယောက်ကိုတူစုထားတယ်တပတ်လောက်စာဂျာမန်မှန်ဝင်90ပေးပြီးမုတ်စိတ်ရိတ်တဲ့ဗေဒတစ်ခုအကျဉ်းစခန်းထဲခုနှုတ်ခိုင်းတယ်သူဟာစိတ်ပညာနားလေတာကြောင့်ဘယ်နာတွေ့ကြုံရှိတယ်ဓာတ်နဲ့ဖြတ်လိုက်ရင်ဘလောက်ကြာမှပြီးမယ်ဆိုတော့သူသိတယ်ရဒါကြောင့်သူဟာအိမ်နာတက်တဲ့ကျင်းကြီးနားမှာအဆောင်တွေရောက်မလာခင်မှာအချင်းဆက်ခွင့်မိမိရတယ်တကယ်လို့သူတွေးကြောကိုဓာတ်နဲ့မှားပြီးဖြတ်နေအိမ်နာချင်းနဲ့ထုတ်ကြသွားမယ်အဆောင်တွေကသူ့ကိုကျင်းထဲကဆဲမယ်ဒီလိုလုံးကိုရေးဆေးပေးမယ်ပွင့်နေတဲ့ဘိုက်ကိုချုပ်ပေးမယ်ပြစ်ဒဏ်ပေးမယ်ပြီးရင်ခုလိုပြောတယ်မင်းဟာငါတို့ပြောတဲ့အချင်းကြမှာတေးရမယ်စောပြီးတေးလို့မရဘူးကွာတနာစရာကောင်းတယ်ဒေါက်တာဟန်ရေကွာတနာစရာကောင်းတယ်ဒေါက်တာဟန်ရဲ့အကျိုးပန်းမှာအောင်မြင်သွားတယ်လာစီတွေပြည်စီချင်းနဲ့အချိန်မစိခင်မှာပြီးသွားခဲ့လို့1938ခုနှစ်မှာဂျာမနီနိုင်ငံရဲ့အခြေအနေကလုံးဝပြောင်းလဲသွားတယ်အကျဉ်းသိက္ခာလေးစားမှုလူ့ကျင့်ဝတ်တွေမရှိတော့ဘူးဒါပေမဲ့ဂျာမန်လူမျိုးအားလုံးတော့မဟုတ်ဘူးဗျ
ကျွန်တော်ဘူကင်ဝါအကျဉ်းစခန်းရောက်လာပြီပထမဆုံးတွေ့ရတယ်နာဇီစစ်သားတွေတယောက်ကကျွန်တော်ကောလိပ်မှာအင်ဂျင်နီယာဘာသာသင်ယူနေတော့မိဘမဲ့ကလေးဆောင်မှာအတူနေခဲ့ရတယ်သူတယောက်ပါသူ့နာမည်ဟဲမွတ်ထိုးပါအဲ့အချိန်မှာဝါတာရှူလိုက်နာမည်အတူနဲ့ကျွန်တော်နဲ့သူဟာအတော်ခင်မင်ခဲ့ရတယ်ဝါတာမင်းဒီအကျဉ်းစခန်းမှာဘာလာလောက်တာလဲသူကကျွန်တော်ဘူကင်အောင်မှာတွေ့ရင်မိတယ်ငါဝါတာမဟုတ်ဘူးငါအေရီတာကျွန်တော်တကယ်တော့ကျူးလူမျိုးဖြစ်ပြီးအဲ့ဒီဂျေကူပါလို့ပြောပြတယ်ဒါပေမဲ့ကျွန်တော်မိသားစုတို့ကြောင့်မိဘတွေနေတဲ့အိမ်ကြီးများတော့ကျွန်တော်ပြောမှတရားဘာကြောင့်လဲဆိုတော့သူကအရင်ကကျွန်တော်ခင်ခဲ့တဲ့တငယ်ချင်းဆိုပေမဲ့လူကောင်းတရားဖြစ်နေတယ်အခုတော့နာဇီစစ်သားတရားဖြစ်နေလို့သူ့ကိုကျွန်တော်မယုံရဲဘူးဗျအဲ့မှာကျွန်တော်ကိုဂျူးမန်းတီကတော့သိရှုပ်တယ်လို့အလွန်လဲထိတ်လန့်သွားတယ်ဒါပေမဲ့သူကျွန်တော်ကိုကူညီမယ်ကျင်းစခန်းကထွက်ပြေးလွတ်မြောက်ဖို့မကူညီနိုင်မယ်သူကတခြားတက်နိုင်တာကိုကူညီပေးမယ်မကြခင်မှာသူကအကျဉ်းစခန်းအုပ်ချုပ်ကိုသွားပြောတယ်ကျွန်တော်ဟာအင်ဂျင်နီယာတယောက်ဖြစ်ပြီးစစ်ပစ္စည်းထုတ်လို့ရမှာအလွန်တော်သူဖြစ်တယ်လို့နာဇီစစ်တပ်ဟာစစ်ပစ္စည်းထုတ်လို့ရမှာကျွမ်းကျင်သူတွေအလွန်လိုအပ်နေတယ်အဲ့အချိန်မှာဂျာမနီနိုင်ငံတကမ္ဘာလုံးနဲ့စစ်ခင်းမှုပြင်ဆင်နေတယ်အဲ့ဒီလိုလုပ်ဖို့အတွက်ဟစ်တလာဆိုဟာစစ်သားနဲ့အရတာအပြစ်ရှိသူတွေရဲ့အပြစ်ကင်းစင်သူစစ်တပ်နဲ့စီးပွားရေးလုပ်ငန်းတွေမခွဲခြားဘူးဗျအားလုံးကိုစစ်ရေးမှာအတုံးချဖို့စီစဉ်ထားတယ်ဂျာမန်လူအဖွဲ့အစည်းတစ်ခုလုံးလက်နက်တွေထုတ်လို့ရမှာပေါဝင်ခိုင်းတယ်စစ်ပစ္စည်းထုတ်လုပ်တတ်သူစစ်ကိရိယာတွေပြင်ဆင်ထားတဲ့သူဟာအစိုးရအတွက်အဖိုးရနဲ့ဖြစ်လာကြတယ်မကြခင်မှာတကယ်ချင်းဟဲမွေရဲ့အာမခံပေးမှုကြောင့်အကြီးစခန်းအုပ်ချုပ်သူကျွန်တော်ကိုခေါ်တွေ့တယ်ကျွန်တော်ကိုသူ့အတွက်အလုပ်လုပ်ပေးနိုင်မလားမေးတယ်ဟုတ်ကဲ့ကျွန်တော်ဖြေတယ်တက်လုံးလုပ်နိုင်မလားသူထက်နေတယ်ဟုတ်ကဲ့လို့ကျွန်တော်ပြန်ဖြေတယ်ဟုတ်ကဲ့လို့ဖြေတဲ့အတွက်ကျွန်တော်တို့အကျိုးမဲ့သွားတယ်အကြောင်းမရှိဘူးလေဘာကြောင့်လဲဆိုတော့ဂျာမနီနိုင်ငံဂျူးတွေကိုငွေကြေးနဲ့ထုတ်လုပ်မှုအတွက်တုံးချခဲ့တာရာစုနှစ်ပေါင်းများစွာကြာခဲ့ပါပြီအခုလဲအကျဉ်းစခန်းမှာရောက်နေကျွန်တော်တို့ဂျူးတွေကိုတုံးချအောင်ပါသူတို့အတွက်တုံးချလို့ရနေတယ်ကျွန်တော်တို့ကအတုံးကြနေအောင်ပါအကျဉ်းစခန်းကတာဝန်ရှိသူတွေကကျွန်တော်ကိုကန်ထရိုက်စာချုပ်မှာလက်မှတ်ထိုးခိုင်းတယ်စာချုပ်ထဲမှာသူတို့ဟာကျွန်တော်ကိုကောင်းမွန်တဲ့သူတို့ကကျွန်တော်ကိုကောင်းမွန်စွာစောင့်ရှောက်ပေးမယ်အစအစလုံးလုံးကျွေးမယ်စစ်စခန်းမှာကျွန်တော်ဟာတက်တောင့်တက်တာနေလို့ရမယ်ပြီးရင်ကျွန်တော်ကိုဒီစခန်းကနေနေရာပြောင်းပေးမယ်ရေးထားတယ်ကျွန်တော်တူတူနဲ့အဘေးယူတူလုပ်တယ်အဲ့ဒါကျွန်တော်အဖေဟာကျွန်တော်ကိုအကျဉ်းစခန်းကိုကနေလာခေါ်ပြီးအမေနဲ့နိုင်အနေငယ်ကြာတွေ့ခွင့်ပြုရမယ်ပြီးရင်အဖေကျွန်တော်ကိုစခန်းကိုပြန်လာပို့ပေးရမယ်သူတို့ကအဲ့ဒါသဘောတူတယ်ပြန်လာပြီကျွန်တော်ဟာတေးတဲ့အထိသူတို့အတွက်အလုပ်လုပ်ပေးရမယ်တေးတဲ့အထိအလုပ်လုပ်ပေးရမယ် The Night of Brighton Glass ညအရေးကြီးဖြစ်ပွားခဲ့ပြီးကြားခင်မှာအဖေနဲ့မိသားစုဟာလိုင်စင်မျိုးကအိမ်ဟောင်းမှာပြန်လာနေကြပြီအချင်းတွေကောင်းလာမလားလို့စောင့်နေကြတယ်သူကဂျာမနီနိုင်ငံကနေထွက်ပြေးသွားခြင်းပေမဲ့ကျွန်တော်တို့ချန်ထားခဲ့တယ်ကျွန်တော်ကိုချန်ထားခဲ့တယ်အချင်းစခန်းနဲ့ကျွန်တော်ရဲ့အဖေစီစဉ်ကိုအဖေတီးသွားတဲ့အခါမှာအလွန်ဝမ်းသာသွားတယ်1939ခုနှစ်မေလ2ရက်မနက်9နာရီမှာအဖေဟာငှားလာတဲ့ကားတစ်စီးနဲ့ကျွန်တော်ကိုလာခေါ်သွားတယ်ဘူကင်ဝါအချင်းစခန်းကိုရောက်တာ6လအကြာမှာအချင်းစခန်းကနေပထမဆုံးအချိန်ထုတ်ခွာခွင့်ရတယ်မိတ်ဆွေကျွန်တော်အချင်းစခန်းကထုတ်ခွာခွင့်ရတယ်ဘယ်လောက်များဝမ်းသာတယ်လဲဆိုတော့စဉ်းစားကြည့်ရမှာမလားကျွန်တော်ဟာအချင်းစခန်းရဲ့ဂိတ်ဟိုမှာထွက်လာတယ်ကျွန်တော်ကိုဝှက်ဖက်တယ်ပြီးတော့ဆက်ကြီးတဲ့ငယ်ငိုချလိုက်တယ်ကျွန်တော်ကားပေါ်ကအဖေဖေးမှဝင်ထားတယ်လွတ်လပ်ပြီးဆိုတဲ့အတိအကျနေပန်ရောက်လို့ခံစားရတယ်ညင်ပန်းနှိမ့်ဆက်မှုတွေနဲ့ကျင်းဝေးသွားပါပြီဗျာကျွန်တော်အဲ့ဒီခံစားချက်ကိုလာမဲ့နှစ်များစွာအတွင်းတတိယနေမှာပါပြီးတော့ဒီခံစားချက်ဟာကျွန်တော်ကိုအခုလိုတတိပေးနေပါတယ်ကျွန်တော်ကနောက်ထပ်1ရက်2ရက်နောက်1နာရီနောက်1မိနစ်လောက်အသက်ရှင်ကြံရစ်မယ်ဆိုရင်တော့ကျွန်တော်အဲ့ခံစားချက်အဲ့ခံစားနေရတဲ့ဝေဒနာပျောက်ကင်းသွားပြီးမနေ့ကဆိုရောက်လာအောင်ပါကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ရဲ့ပြောလုံးလူသားဆိုတဲ့ခံတဲ့ပိုင်းလုံးဖြစ်တဲ့ဒီနေ့တန့်ရှင်လက်ချင်ဆိုတာရှိလိုက်မယ်ဆိုတဲ့စာပိုင်လေးကိုဖတ်လို့ပြီးမှာဒါပြီးချင်းမြန်နေပြီးကျွန်တော်ညီကောင်မအားလုံးလည်းဒီမှာအားရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာဒီစာပိုင်လေးကိုဖတ်လိုက်ရခြင်းအပြင်နားထောင်လိုက်ရခြင်းအပြင်တော့ညီကိုလည်းစာရေးဆရာတွေမှာနေရာမှာဝန်ခံစားပြီးဘယ်လိုတုံ့ပြန်မလဲဆိုတာကျွန်တော်ရဲ့ဒီနေ့လေးမှာဒီတာသိကြပါအောင်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးပါဦးလို့တောင်းဆိုပါတယ်ခင်ဗျာ။အားလုံးရရှိနေပါမယ်ခင်ဗျာ။ကဲကျွန်တော်ရဲ့ဒီမောင်များအားနဲ့စိတ်ချမ်းသာကြပါစေ။စိတ်ချမ်းသာကြပါစေ။ဆန္ဒနဲ့ခန္ဓာဆန္ဒနဲ့တစ်ထပ်တဲ့ကျွန်တော်ရဲ့ဒီမောင်များနဲ့စိတ်သွားတိုင်းကိုပါပြီးစိတ်ချမ်းသာကြပါစေ။ဒီလိုပါယူတက်တောင့်တက်တာဒီလို
YouTube channel ကိုကျွန်တော်အခါမှပြင်နေတာဟောထားပြီး